Hello everyone City ကျွတ်ချတဲ့ညနေကြိုးလိုက်ပါတော့ဗောနော်ဒီနေ့မှာတော့ဗောနော် City လေးကတိုက်ခန်းလေးရဲ့ ID ကိုပြပြပြပါတယ်ကဲအဲ့ဗီဒီယိုလေးကိုဆက်လိုက်ကြအောင်ဗောနော်ပြောချင်တာဗောနော်အကောင့်ဗာလဲအကောင့်လုပ်ပြီးသွားမှာပဲဒီ ID လေးလုပ်လို့ရပါဗောနော်အရင်ဆုံး menu လေးတက်ဝင်မှာပြီးရင် props လေးတက်ဝင်ပါမယ်ပြီးလို့ရှိရင်ဒီကsearch by props ID လေးနှိပ်ပါမယ်ပြီးလို့ရှိရင် City လေးကအခု ID နံပါတ်လေးကိုပြပြအောင်ဖြစ်ပါတယ်ဗောနော် ID နံပါတ်လေးကတော့851 688ခွန်36 5ခွန်53ဖြစ်ပါတယ်ပေါ့နော်ပြီးရင်ဒီနားမှာရှိတဲ့ OK လေးကိုနှိပ်ပါမယ်ပြီးဒီက OK လေးကိုဆက်နှိပ်ပါတော့ပေါ့နော်ပြီးတော့ရှင်ဒီကလေးတိတ်လိုက်မယ် aesthetic cute apartment လေးတွေ့မယ်အဲ့ဆိုရင် download လေးနှိပ်လိုက်ပါ City လေးရပေါ့နော်ချစ်စရာကောင်းတဲ့တိုက်ခန်းလေးကိုပြပြအောင်ပြပါတယ်ပေါ့နော်ကဲအဲ့ဆိုရင်အခုတော့ရောက်ပါပြီပေါ့နော် City ကအများဆုံးသွားမှာဆိုတော့ဒီအပေါ်ကနေပဲသွားလိုက်ပါပေါ့နော်အော်အထဲထဲဝင်ရအောင်ပါလေတကားလည်းမရှိဘူးအဲ့ဒါကြောင့် City လေးကိုအောက်ကနေပဲတခါသွားလိုက်မယ်ပေါ့နော်ဒီမှာပေါ့နော်ဒီမှာဒီလိုမျိုး action elevator ပေါ်တော့ရှင်ဒီက action လေးနေပါမယ်ပြီးလို့ရှင် take the elevator ပေါ် yes ကိုနှိပ်ပါမယ်ပြီးဝင်မယ်ပြီးလို့ရှင်ဒီမှာ action operation တို့အောင်ရှင်ဒီက action လေးနေမယ်ပြီးရင်အပေါ်တက်သွားမှဆိုဆက်လေးနှိပ်ပါမယ်ကဲ City လေးတော့ရောက်ပါပြီပေါ့နော်ကဲဒီပေါ်လေးတက်မှရမယ်ပေါ့နော်အခုတော့ရောက်ပါပြီဒီမှာပေါ့နော်ဒါလေးရကြတော့စားတောက်တဲ့အခန်းပေါ့နော်နောက်အခန်းလေးရကြတော့ဗာလေးလဲဆိုတော့ဒီမှာပါအိမ်ရှိပေါ့နော်လို့ရှိရင်ဒီမှာကြတော့ရေချိုးခန်းမျက်နှာတက်တယ်ပင်ခိုင်းလည်းပါတယ်ပြီးရင်နောက်ထပ်တစ်ခန်းကြတော့အိတ်ခန်းပေါ့နော်ဒီကလေးလည်းမှတ်ပါတယ်ချက်ဖို့လည်းအရင်ကောင်းပါတယ်သူပြောတဲ့အတိုင်းပေါ့နော်ဒါတော့မီးဘူးကြောင်နဲ့ဟိုပါနဲ့ပေါ့နော်ဟိုပါနဲ့အိမ်ရှိခန်းနဲ့ပေါ့နော်အဲ့ခန်းနဲ့ပေါ့နော်ကဲ City လေးရဲ့ဗီဒီယိုလေးကိုဆက်ကြည့်ပြရတဲ့အားလုံးကျေးဇူးတင်ပါတယ်ပေါ့နော်ပြောရှင်ပြောအောင်မယ်ဒီအိမ်ကနေဒီကိုဘယ်လိုလာလဲဆိုတော့အလွယ်ဆုံးလေးကို City လေးပြောပြအောင်ပါနော် menu တဲ့ကိုသွားမယ်ပြီး home tab လေးကိုပြန်နေမယ်စမယ်ဆိုတော့ပြီး menu လေးကိုချက်သွားမယ်ပြီးလို့ရှိရင်ဒီမှာကြည့်ဒီမှာ luxury apartment နဲ့တွေ့မှာအဲ့ဒါနဲ့လိုက်ပြီးလို့ရှိရင် City ပြောပြတဲ့အတိုင်းဗာလဲ daily ကားလေးသွားပြီးတော့မှလှေကားပေါ်တက်ပြီးအဲ့ဆိုရင်ရောက်သွားပြီပေါ့နော်ကဲဗီဒီယိုလေးကိုအဆုံးထိကြည့်ပြတာအားလုံးကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်